အခုမြင်တွေ့နေရတဲ့ဆယ်ကျော်သက်ရွယ်ကလေးမလေးတစ်ယောက်ကခွေးတစ်ကောင်နဲ့လက်ထပ်ပေးစားခြင်းကိုခံခဲ့ရပါတယ်။ခွေးရဲ့နာမည်ကရှရူး။နောက်ပြီးတော့ရှရူးကိုဒီမင်္ဂလာပွဲမှာအကုန်လုံးကတကယ်သတို့သားတစ်ယောက်လိုမျိုးကိုဆက်ဆံခဲ့ကြရဲပေါ့နော်။ဒါပေမဲ့ဒီအဖြစ်ပြက်ရဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်းကဒီကောင်မလေးကဒီခွေးကိုချစ်လုံးလုံးလက်ထပ်ခဲ့ရတော့မဟုတ်ဘူး။သူမရဲ့မိဘတွေနဲ့သူတို့ရွာလူကြီးတွေကဒီကလေးမလေးရဲ့မကောင်းတဲ့ကံကြမ္မာတွေကိုဖယ်ရှားပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီမင်္ဂလာပွဲကိုပြုလုပ်ခဲ့ရလို့လည်းသိရတယ်ပေါ့နော်။အဲ့တော့ရှရူးဆိုတဲ့ခွေးနဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာဒီမန်ဂလီဆိုတဲ့ကလေးမလေးရဲ့တရားရဲ့ဘဝမှာဘာတွေဆက်ပြီးတော့ဖြစ်ခဲ့တယ်လို့ထင်လဲဒီနေ့မှာတော့ကိုယ့်ရဲ့သမီးပြိုလေးကိုခွေးတစ်ကောင်နဲ့လက်ထပ်ပေးရလောက်တဲ့အထိပေါ့နော်ဘယ်လိုမျိုးရှေးရိုးဆွဲယုံကြည်မှုမျိုးတွေရှိနေခဲ့တာလဲနောက်ပြီးတော့အဲ့လိုမျိုးဖြစ်ပျက်တွေကတကယ်ပဲဒီဘက်လိုခင်မျိုးမှာပေါ့နော်ဒီနေ့ဒီချိန်ထိရှိနေသေးသလားဆိုတာကိုသိရအောင်အဲ့ဒီထူးဆန်းတဲ့မင်္ဂလာပွဲအကြောင်းကိုပြန်ကြည့်ကြရအောင်ဒီအဖြစ်အပျက်က2014ခုနှစ်အိန္ဒိယနိုင်ငံဂျာရခန်ပြည်နယ်ကရွာတစ်ရွာမှာဖြစ်ခဲ့တာပါ။အဲ့ဒီအချိန်မှာမန်ဂလီမွန်တာဆိုတဲ့မိန်းကလေးကအသက်18နှစ်ပဲရှိသေးတယ်ပေါ့နော်။သူမကတာမန်မိန်းကလေးတစ်ယောက်လိုပဲသူ့ရဲ့ဘဝကိုဖြတ်သန်းနေခဲ့တာပေါ့။ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့မိသားစုကသူမအတွက်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့အလွန်ထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။အဲ့ဒါကတော့မန်ဂလီကိုလူတစ်ယောက်နဲ့မင်္ဂလာဆောင်ပေးမယ့်အစားပေါ့နော်။ခွေးတစ်ကောင်နဲ့မင်္ဂလာဆောင်ပေးဖို့ဆုံးဖြတ်ခဲ့ကြတာပါ။အဲ့ဒီခွေးရဲ့နာမည်ကရှရူးဖြစ်တယ်။ဒီနေရာမှာမေးစရာရှိတာကဘာလို့သူ့ရဲ့မိသားစုကသူတို့ရဲ့သမီးလေးကိုခွေးတစ်ကောင်နဲ့လက်ထပ်ပေးချင်ရတာလဲပေါ့ဒီအဖြစ်အပျက်ကိုနားလည်ဖို့အတွက်အရင်ဆုံးအဲ့ဒီဒေသမှာရှိတဲ့ရိုးရာယုံကြည်မှုတွေကိုနားလည်ထားဖို့လိုမယ်ပေါ့နော်သတင်းမှတ်တမ်းတွေရတော့မန်ဂလီရဲ့မိသားစုနဲ့သူတို့ရွာတွေကလူကြီးတချို့ကပေါ့နော်ဒီကလေးမလေးမှာမကောင်းတဲ့ကံကြမ္မာတစ်ခုရှိနေတယ်လို့ယုံကြည်ခဲ့ကြပါတယ်သူမကိုဒါလူသားအမျိုးသားတစ်ယောက်နဲ့ဓာတ်ရိုက်လက်ထပ်ပေးလိုက်လို့ရှိရင်အဲ့ဒီအမျိုးသားနဲ့အဲ့ဒီအမျိုးသားရဲ့မိသားစုအပေါ်မကောင်းတဲ့အရာတွေတက်ရောက်လာနိုင်တယ်လို့ယူဆခဲ့ကြပါတယ်ဒါကြောင့်သူတို့မှထူးဆန်းတဲ့ဖြည့်ရှင်းနည်းတစ်ခုရှိလာခဲ့တယ်ပေါ့နော်အရင်ဆုံးခွေးတစ်ကောင်နဲ့လက်ထပ်ပေးမယ်အဲ့လိုလုပ်လိုက်ရင်မကောင်းတဲ့အရာကဒီအမျိုးသားစီမရောက်တော့ဘူးလို့ယုံကြည်ခဲ့ကြတာပါဒီလိုထုံးတမ်းစင်လာရလက်ထပ်ခြင်းကိုတကယ်အိမ်တော်ရေးအဖြစ်မယူဆကြပါဘူးအဓိကကတော့အယူအဆတစ်ခုကိုဖြည့်ရှင်းဖို့ပြုလုပ်တဲ့ symbolic marriage ဖြစ်ပါတယ်တနည်းအားဖြင့်လူနဲ့မင်္ဂလာဆောင်တဲ့အခါမှာမကောင်းတာတွေဖြစ်လာမှာဆိုလို့အရင်ဆုံးတိရစ္ဆာန်တဲ့အခမ်းအနားပြုလုပ်ပြီးတော့ခံဆိုးမှုကိုဖယ်ရှားမယ်ဆိုတဲ့ယုံကြည်မှုမျိုးပါနောက်ဆုံးတော့မန်ဂလီနဲ့ရှရူးတို့ရဲ့မင်္ဂလာဆောင်လေးကိုရောက်လာခဲ့ပါတယ်။နောက်ပြီးတော့ဒီပွဲကရိုးရိုးရှင်းရှင်းမင်္ဂလာပွဲတစ်ခုတော့မဟုတ်ခဲ့ပါဘူး။ရွာထဲကလူတွေကစုဝေးကြတယ်။ခွေးဖြစ်သူရှရူးကိုလည်းသတို့သားတစ်ယောက်လိုမျိုးပြင်ဆင်ပေးကြပါတယ်။ပန်းကုန်းတွေဆွတ်ပေးကြတယ်။မန်ဂလီကလည်းသတို့သမီးဖြစ်ဝတ်ဆင်ထားပါတယ်။လူတွေကရိုးရာမင်္ဂလာအခမ်းအနားတစ်ခုပြုလုပ်သလိုပဲပြုလုပ်ခဲ့ကြရဲပေါ့နော်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကရှရူးကိုယ်တော်ကားနဲ့မင်္ဂလာဆောင်တဲ့နေရာကိုခေါ်လာခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။လူတွေအားလုံးကလည်းခွေးတစ်ကောင်ကိုသတို့သားတစ်ယောက်လိုမျိုးကိုဆက်ဆံခဲ့ကြတာပါဒါပေမဲ့မန်ဂလီရဲ့စိတ်ထဲမှာတော့ဒီမင်္ဂလာဆောင်ဟာအချစ်ဇာတ်လမ်းတစ်ခုတော့မဟုတ်ခဲ့ဘူးပေါ့နော်သူမကဒီခမ်းနားကိုကိုယ်တိုင်စိတ်ဝင်စားလို့ပြုလုပ်ခဲ့တာမျိုးမဟုတ်ဘဲနဲ့သူမရဲ့မိသားစုနဲ့သူတို့ရဲရွာရဲ့ယုံကြည်မှုအတိုင်းလိုက်နာခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်ဒါပေမဲ့မန်ဂလီမွန်ဂျာရဲ့ဖြစ်ရက်ကဒါတခုရဲတော့ဖြစ်ရတော့မဟုတ်ပါဘူးအိန္ဒိယနိုင်ငံရဲ့ဒေသတချို့မှာလည်းကလေးတွေအမျိုးသမီးတွေကိုပေါ့နော်ဒါခွေးတွေနဲ့ symbolic marriage ပြုလုပ်ပေးတဲ့ဖြစ်ရက်တွေကိုသတင်းတွေမှာဆိုလို့ရှိရင်လည်းမကြာခဏတွေ့ရပါတယ်ဒါဟာအိန္ဒိယနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဒလေးတစ်ခုတော့မဟုတ်ပါဘူးဒေသတချို့နဲ့လူမျိုးစုအတိုင်းဝိုင်းတချို့မှာသာတွေ့ရတဲ့ရိုးရာယုံကြည်မှုတစ်ခုလိုပဲနားလည်သင့်ပါတယ်ဒီလိုမျိုးယုံကြည်မှုတွေကအပြင်ကလူတွေကြည့်ရင်တော့အရန်ကိုထူးဆန်းပြီးတော့နားမလည်နိုင်စရာဖြစ်ပေမဲ့အဲ့ဒီအတိုင်းဝိုင်းအတွင်းမှာတော့မျိုးဆက်တစ်ဆက်ကနေပြီးတော့နောက်ထပ်တစ်ဆက်ကိုဆက်လက်ယုံကြည်လာခဲ့တဲ့ရိုးရာအယူအဆတစ်ခုဖြစ်နေနိုင်ပါတယ်2014ခုနှစ်မှာတော့မန်ဂလီမွန်ဂျာနဲ့ရှရူးတို့ရဲ့မင်္ဂလာဆောင်ကကဘာတဝမ်းမှာလူတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်။တချို့ကလည်းအန်အောစရာကောင်းတယ်လို့မြင်ကြရဲပေါ့နော်။တချို့ကလည်းဒါအယူသီးမှုတစ်ခုလို့ဒါပြင်းထန်စွာဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဇန်လိုင်းရဲ့အဓိကအချက်ကမိန်းကလေးတစ်ယောက်ကခွေးနဲ့လက်ထပ်ခဲ့တယ်ဆိုတော့ထူးဆန်းမှုတစ်ခုလည်းတော့မဟုတ်ပါဘူး။အဲ့ဒီနောက်ကွယ်မှာလူသားတွေရဲ့ကြောက်ရွံ့မှုယုံကြည်မှုရိုးရာဓလေ့နဲ့ရဲရွာအတွင်းကအယူအဆတွေကဘလောက်ထိလူတစ်ယောက်ရဲ့ဘဝကိုတက်ရောက်နိုင်တယ်လဲဆိုတာတွေကိုပါတွေ့ရတာပါ။မန်ဂလီအတွက်တော့ဒီမင်္ဂလာပွဲကရိုးရာယုံကြည်မှုတစ်ခုတသက်ဖြစ်ပြီးတော့ရှရူးဟာလည်းသူမရဲ့တကယ်အိမ်တော်ဘက်တော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့တင်သားအဲ့ဒီရွာမှာမွေးဖွားပြီးတော့လူတိုင်းကအဲ့ဒီအရာကြီးကိုမှန်နေရလို့ယူဆနေလို့ရှိရင်ကိုတိုင်းကရောအဲ့ဒီရိုးရာယုံကြည်မှုအပေါ်မှာညှင်းဆန်နိုင်မယ်လို့ထင်လားနောက်ပြီးတော့ဒီလိုမျိုးလက်ထပ်ပွဲမျိုးကိုလက်ခံနိုင်မယ်လို့ထင်လားပေါ့နော်ကြည့်ရှုသူတွေအနေနဲ့ကိုယ့်ရဲ့ထင်မြင်ချက်လေးကို comment လေးမှာမှန်းခဲ့ပြီးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မှာတော့2014ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ဒီမန်ဂလီမွန်တာဆိုတဲ့ဒါတရားဝင်လက်ထပ်ထိမ်းများခြင်းမဟုတ်ဘဲနဲ့ရိုးရာယုံကြည်မှုရခွေးတစ်ကောင်နဲ့လက်ထပ်ခြင်းအကြောင်းလေးကတော့ဒီနေ့မှာတော့ဒီလောက်ပါပဲရှင်ဆုံးနေကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်